အားလုံးပဲမင်္ဂလာပါ UMC မှကြိုဆိုပါတယ်ကျွန်တော် Ego ပါ Basic Microsoft Word Part 5မှာ Home တက်ရဲ့အောက်က Paragraph Group ထဲမှာရှိနေတဲ့ဒီ command လေးတွေအသုံးပြုနည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Paragraph Group ထဲမှာဆိုရင်ဒီ command လေး၄ခုကို Align command တွေလို့ခေါ်ပါတယ်ကျွန်တော်ကစာတွေကို Align ချိန်ကြည့်တဲ့နေရာမှာဒီ command လေးတွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်ဥပမာအနေနဲ့ဒီစာမျက်နှာပေါ်ကဒီခေါင်းစဉ်စာကြောင်းကိုစာရွက်ရဲ့အလယ်မှာထားပေးမယ်ဆိုရင်အရင်ဆုံးစာကြောင်းကို select ပါပြီးတော့ align command တွေက align center ကို click ပါဒါဆိုစာကြောင်းကစာရွက်အလယ်ရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီစာကြောင်းကိုကျွန်တော်တို့ကစာရွက်ရဲ့ညာဘက်မှာကတ်ထားပေးမယ်ဆိုရင်တော့ဒီက align right ကို click ပါဒါမှမဟုတ်ကျွန်တော်တို့ကစာရွက်ရဲ့ဘက်မှာပြန်ပြီးတော့ကတ်ထားပေးမယ်ဆိုရင်တော့ align left ကို click ပါဒီ align left ဒီတော့ပုံမှန်အားဖြင့်Microsoft Word ကနေ default အနေနဲ့ရွေးချယ်ပေးထားမှာဖြစ်ပါတယ်။ဒါသည်စကားလုံးတစ်လုံးသို့မဟုတ်အခုလိုမျိုးစာကြောင်းတို့တစ်ခုကို align ချိန်ကြည့်ပြီးတဲ့ပုံစံဖြစ်ပါတယ်။စာပိုက်တွေမှာဆိုရင်တော့ဒီလိုမျိုးမဟုတ်ပါဘူး။စာပိုက်တွေမှာဆိုရင်တော့ကျွန်တော်တို့က align ချိန်ကြည့်တဲ့အခါမှာဘယ်ညီညာညီအလယ်ညီနှစ်ဖက်ညီဆိုပြီးတော့ align ချိန်ကြည့်ပေးနိုင်မှာဖြစ်ပါတယ်။အခုဒီစာပိုက်တစ်ပိုက်ဒီကျွန်တော်ဘယ်ညီဖြစ်ပြီးတော့ညာညီပြုလုပ်ပေးခြင်းနဲ့ဆိုရင်စာပိုက်တစ်ပိုက်ကိုအရင်ဆုံး select ပါပြီးတော့ဒီက align right ကို click ပါဒါဆိုအခုလိုမျိုးစာပိုင်းတစ်ပိုက်ရဲ့စာကြောင်းတွေဒီတော့ညာတညီတိဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်အလယ်ညီပြုလုပ်ပေးခြင်းနဲ့ဆိုရင်တော့ဒီ align center ကို click ပါဘယ်ညီပြန်လုပ်မယ်ဆိုရင်တော့ align left ကို click ပါတော့စာပိုက်ကိုနှစ်ဖက်ညီပြုလုပ်ပေးမယ်ဆိုရင်တော့ဒီက justify ကို click ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့စာပိုက်တွေရဲ့စာကြောင်းတွေဒီနှစ်ဖက်ညီသွားတာကိုတွေ့ရမှာဖြစ်ပါတယ်justify ကိုကျွန်တော်တို့ကအခုလိုမျိုးစာပိုက်တွေအတွက်အသုံးပြုပြီးတော့အပေါ်ကစာကြောင်းတွေအတွက်အသုံးပြုဖို့မလိုအပ်ပါဘူးနောက်တစ်ခုကတော့ဒီ align command တွေအပေါ်မှာ view line ဆိုတာရှိပါတယ် view line ကတော့စာကြောင်းတွေရဲ့ရှေ့မှာသင်္ကေတပုံလေးတက်ပြီးဖို့အတွက်အသုံးပြုတာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ကဒီအောက်မှာစာကြောင်းလေးကြောင်းကို under တစ်ချက်ခောက်ပြီးတော့ရိုက်ထားပေးပါတယ်ဒီစာကြောင်းလေးကြောင်းရဲ့ရှေ့မှာသင်္ကေတပုံလေးတက်မယ်ဆိုရင်အရင်ဆုံးစာကြောင်းလေးကြောင်းကို select ပါပြီးတော့ရင်တော့ view line ရဲ့ down arrow ကို click ပြီးတော့ဒီကကိုအသုံးပြုတဲ့ပုံပေါ်မှာ click တစ်ချက်နှိပ်ပြီးတော့ရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတခြားပုံတွေကိုရှာပြီးတော့အသုံးပြုခြင်းနဲ့ဆိုရင်တော့ဒီအောက်မှာရှိနေတဲ့ define new view line ကို click နှိပ်ရမှာဖြစ်ပါတယ်ဒါဆိုတော့အခုလိုမျိုး define new view line ဘောက်ကြာလာမှာဖြစ်ပါတယ်ဒီဘောက်ထဲမှာကျွန်တော်က sign ဘိုးကိုထပ်ပြီးတော့ click နှိပ်ပါဒါဆိုအခုလိုမျိုး sign ဘိုးဘောက်ကြာလာမှာဖြစ်ပါတယ်ဒီထဲမှာရှိတဲ့ပုံတွေကိုကိုကြိုက်တာကိုရွေးချယ် click တစ်ချက်နှိပ်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်အခုလိုမျိုးပုံဖောက်နေရတော့အများကြီးရှိပါတယ်ဒီပုံတွေရဲ့ font name ကိုဒီပုံမှာရှိနေတဲ့ font box ထဲမှာတွေ့ရမှာဖြစ်ပါတယ်ဒီပုံတွေဒီကျွန်တော်တို့က sign move font ထဲမှာရှိတဲ့ပုံတွေဖြစ်ပါတယ်ကျွန်တော်တို့ကတခြားပုံ font name ကိုသိရဆိုရင်အဲ့ဒီပုံ font ရဲ့ name ကိုဒီ font box ထဲမှာရိုက်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ကပုံဖောက်တစ်ခုဖြစ်တဲ့ wording ဆိုတဲ့ font ကိုဒီ font box ထဲမှာရိုက်ထည့်ပြီးတော့အသုံးပြုပါမယ်WEB အခုလိုမျိုးကျွန်တော်က WEB လို့ရိုက်ရတယ်ဆိုရင်ဒီအောက်မှာ wording ဆိုတဲ့ font name ကိုတွေ့ရမှာဖြစ်ပါတယ်။အခုမျိုးတွေ့ပြီဆိုရင်ဒီပေါ်မှာ click တစ်ချက်နှိပ်ပြီးတော့ရွေးလိုက်ပါ။ဒါဆိုရင် wording font ထဲမှာရှိတဲ့ပုံတွေကိုအခုလိုမျိုးတွေ့ရမှာဖြစ်ပါတယ်။ဒီထဲကကိုကြိုက်တဲ့ပုံကို click တစ်ချက်နှိပ်ရွေးပါ။ပြီးတော့ရင်တော့ OK နှိပ်ပါ။ပြီးတော့ရင်တော့ဒီ define new view line box ရဲ့ OK ကိုလည်းနှိပ်ပြီးတော့ထွက်သွားပါ။ဒါဆိုရင်ကျွန်တော်ရွေးချယ်ခဲ့တဲ့ပုံကိုselect ပေးထားတဲ့စာကြောင်းတွေရှေ့မှာတက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီသင်္ကေတပုံလေးတွေကိုပြန်ပြီးတော့ဖြုတ်မယ်ဆိုရင်တော့ဒီ view line ဆိုတဲ့ပုံမှာ click တစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ပုံလေးတွေပြန်ပြုတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်view line ရဲ့ကပ်ရမှာရှိတာကတော့ number တွေဖြစ်ပါတယ်သူကတော့အခုမျိုးစာကြောင်းတွေရှေ့မှာ number စနစ်တက်ပေးတာဖြစ်ပါတယ်number ရဲ့ down arrow ဖွင့်ချပြီးတော့ဒီထဲကကိုအသုံးပြုခြင်းနဲ့ number စင်ပုံစံတွေကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်ဒီတဲ့ပုံစံတွေကိုကျွန်တော်တို့ကမရွေးချယ်ဘဲနဲ့တခြားပုံစံတွေကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့ဒီအောက်မှာရှိနေတဲ့ define new number format ကို click ပါပြီးတော့ရင်တော့ဒီ number style box ရဲ့ down arrow ကို click နှိပ်ပြီးတော့ဒီထဲကကိုကြိုက်တဲ့ပုံစံတွေကိုရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကဒီပုံစံလေးကိုအသုံးပြုမယ်ဆိုရင်ဒီပုံစံလေးကို click တစ်ချက်နှိပ်ပြီးရွေးလိုက်ပါပြီးတော့ရင်တော့ OK နှိပ်ပြီးတော့ထွက်လိုက်ပါဒါဆိုရင်ရွေးချယ်ခဲ့တဲ့ပုံစံအတိုင်းကျွန်တော် number စင်တက်ပြီးသွားမှာဖြစ်ပါတယ်
သူ့ကိုလည်းကျွန်တော်တို့က numbering command မှာကလစ်နှိပ်ပြီးတော့ကျွန်တော်ကနံပါတ်တွေကိုပြန်ပြီးဖြုတ်ပေးနိုင်မှာဖြစ်ပါတယ်နံပါတ်ရဲ့ကပ်ရမှာဆိုရင် multi label list ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကနံပါတ်စဉ်တွေကျွန်တော်သင်္ကေတပုံတွေတက်တဲ့အခါမှာစာကြောင်းတွေကို label လိုက်ခွဲပြီးတော့တက်တဲ့နေရာမှာသူ့ကိုအသုံးပြုတာဖြစ်ပါတယ်ဒီဘက်က view line နဲ့နံပါတ်တွေကိုအသုံးပြုတဲ့ရင်အဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒါကိုမပြောဘဲနဲ့ခြံထားခဲ့ပါမယ်ဒီဘက်မှာဆိုရင်တော့ decrease indent နဲ့ increase indent ဆိုပြီးတော့ command တစ်ခုရှိပါတယ်increase indent ကိုတစ်ချက်နှိပ်မယ်ဆိုရင်အခုလိုမျိုးဆက်လက်ပေးထားတဲ့စာရင်းဒီစာရွက်ရဲ့ဘယ်ဘက်ကနေညာဘက်ကိုလက်မဝက်ခံရွေ့သွားမှာဖြစ်ပါတယ်နောက်တစ်ချက်နှိပ်မယ်ဆိုရင်လည်းနောက်တစ်ခါလက်မဝက်ခံရွေ့သွားမှာဖြစ်ပါတယ်increase indent ဒီအခုလိုမျိုးကျွန်တော်တို့ကစာတွေကိုစာရွက်ရဲ့ဘယ်ဘက်ကနေညာဘက်ကိုလက်မဝက်ခံတဆင်ချင်းရွှေ့သွားခြင်းတဲ့အခါမျိုးမှာသူ့ကိုအသုံးပြုတာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့က increase indent ကိုနှိပ်ပြီးတော့ရွှေ့ထားတဲ့စာတွေကိုအနောက်ကိုပြန်ပြီးတော့ပြန်ရွှေ့ပြီးမယ်ဆိုရင်တော့ဒီဘက်မှာရှိနေတဲ့ decrease indent ကိုကလစ်နှိပ်ပြီးသွားမှာဖြစ်ပါတယ်ဒီ increase indent နဲ့ decrease indent ကိုအခုလိုမျိုး mouse click ကိုနှိပ်ပြီးတော့မသုံးဘဲနဲ့ keyboard shortcut နဲ့သုံးမယ်ဆိုရင်တော့ increase indent အတွက်ဆိုရင်တော့ keyboard ကနေ tab key ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော် tab key ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင် select ပေးထားတဲ့စာရင်းဒီကျွန်တော်ကလက်မဝက်ခံညာဘက်ကိုရွေ့သွားတာဖြစ်ပါတယ်နောက်တစ်ချက်နှိပ်မယ်ဆိုရင်တော့တလက်မကိုရောက်သွားမှာဖြစ်ပါတယ်decrease indent ကိုကျွန်တော် keyboard shortcut နဲ့သုံးမယ်ဆိုရင်တော့ keyboard ကနေပြီးတော့ backspace ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်က backspace ကိုနှိပ်ပြီးတော့စာတွေကိုမူလနေရာကိုပြန်ရွှေ့ပေးလိုက်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ paragraph group ထဲမှာဆိုရင်ဒီ command လေးကို line and paragraph spacing လို့ခေါ်ပါတယ်ဒီ command လေးကတော့စာကြောင်းတစ်ခုနဲ့တစ်ခုကြားအကွာအဝေးကိုသတ်မှတ်ပေးခြင်းတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ကဒီစာပိုက်ထဲမှာပါတဲ့စာကြောင်းတွေကိုတစ်ကြောင်းနဲ့တစ်ကြောင်းကြားအကွာအဝေးကိုပို့ပြီးတော့ကျွန်တော်ကျဲလောင်ပြုလုပ်ခြင်းနဲ့ဆိုရင်အရင်ဆုံးဒီစာပိုက်ကို select ပါပြီးတော့ရင်တော့ line and spacing ရဲ့ down arrow ကို click ပြီးတော့ဒီထဲကကိုအသုံးပြုတဲ့အနေအထားကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကဒီ 1.5 အကွာအဝေးကိုအသုံးပြုနေဆိုရင်သူ့ကို mark လေးတစ်ချက်နှိပ်ပြီးတော့ရွေးလိုက်ပါဒါဆိုရင်စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းအကွာအဝေးဒီမူလထပ်ပို့ပြီးတော့ကျဲလာတာကိုတွေ့ရမှာဖြစ်ပါတယ်line and spacing မှာဆိုရင် default အပြင်ဆိုရင်တော့ 1.15 ကိုရွေးချယ်သတ်မှတ်ပြီးထားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီဘက်မှာရှိနေတဲ့ command လေးကို shady လို့ခေါ်ပါတယ် shady ကတော့ကျွန်တော်တို့စာရီရဲ့နောက်ခံရောင်ထည့်တဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်shady ရဲ့ down arrow ကို click နှိပ်ပြီးတော့ဒီထဲကကိုကြိုက်တဲ့နောက်ခံရောင်ကိုရွေးချယ်သတ်မှတ်ပေးနိုင်မှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကအပြာရောင်သုံးမယ်ဆိုရင်ဒီအပြာရောင်လေးပုံမှာ click ချက်နှိပ်ပြီးတော့ရွေးလိုက်ပါအခုမျိုးကျွန်တော်စာရီရဲ့နောက်မှာနောက်ခံရောင်ထည့်ပြီးတော့တာကိုတွေ့ရမှာဖြစ်ပါတယ်အရောင်တွေကိုကျွန်တော်ပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုရင်လည်းစာပဲကို select ပါ shady ကို click ချက်နှိပ်ပြီးတော့အောက်ဆုံးမှာရှိနေတဲ့ no color ကို click နှိပ်ပါဒါဆိုရင်နောက်ခံရောင်ပြုတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီဘက်မှာရှိနေတဲ့ command ကတော့ border ဖြစ်ပါတယ် border ကတော့ကျွန်တော်စာပိုက်တွေကိုဘောင်ခတ်တဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကဒီပထမစာပိုက်ကိုဘောင်ခတ်ချင်တယ်ဆိုရင်စာပိုက်ကို select ပါပြီးတော့ရင်တော့ border ရဲ့ down arrow ကို click ပြီးတော့ bottom border ကိုရွေးပြီးတော့စာပိုက်ရဲ့အောက်ခြေမှာဘောင်ခတ်ပေးနိုင်ပါတယ်top border ကိုရွေးပြီးတော့စာရွက်ရဲ့အပေါ်မှာဘောင်ခတ်ပေးနိုင်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့က left border ကိုရွေးပြီးတော့စာရွက်ရဲ့ဘယ်ဘက်မှာဘောင်ခတ်ပေးနိုင်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့က right border ကိုရွေးပြီးတော့စာရွက်ရဲ့ညာဘက်မှာဘောင်ခတ်ပေးနိုင်မှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကစာပိုက်တစ်ခုလုံးဘောင်ခတ်မယ်ဆိုရင်တော့ဒီအောက်မှာရှိနေတဲ့ all border ကို click ချက်နှိပ်ပြီးတော့ရွေးပေးရမှာဖြစ်ပါတယ်ဒီ border ကိုပြန်ပြီးတော့ကျွန်တော်ဖြုတ်ချင်တယ်ဆိုရင်ဒီ border ရဲ့ down arrow ကို click နှိပ်ပြီးတော့ဒီထဲမှာရှိနေတဲ့ no border ကို click ချက်နှိပ်လိုက်ပါဘောင်ပြန်ပြုတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်စာပိုက်တွေကျွန်တော်တို့ကဒီနည်းလမ်းနဲ့ဘောင်ခတ်ပေးနိုင်မှာဖြစ်ပါတယ် border ရဲ့အထက်မှာဆိုရင်ဒီ command လေးကို soft လို့ခေါ်ပါတယ် soft ကိုကျွန်တော်တို့ကကဏ္ဍတွေကိုငယ်စဉ်ကြည့်လိုက်တော့မို့ကြီးစဉ်ကလိုက်စီးပေးတဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်ကကဏ္ဍတွေကိုရိုက်ထားပေးပါတယ်ဒီကဏ္ဍတွေကိုကျွန်တော်တို့ကငယ်စဉ်ကြည့်လိုက်စီးခြင်းနဲ့ဆိုရင်အရင်ဆုံးဒီကဏ္ဍတွေကို select ပါပြီးတော့ရင်တော့ soft ပေါ်မှာ click ချက်နှိပ်ပါဒါဆိုခုလိုမျိုး soft တက်ဘောက်ကြာလာမှာဖြစ်ပါတယ်ဒီထဲမှာညာဘက်မှာရှိနေတဲ့အဇန်းဒီကို click ချက်နှိပ်ရွေးပါပြီးအောက်က OK ကိုနှိပ်ထွက်ပါဒါဆိုရင်သူက select ပေးထားတဲ့ကဏ္ဍတွေကိုငယ်စဉ်ကြည့်လိုက်စီးပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကကြီးစဉ်ကလိုက်ပြန်ပြီးတော့စီးပေးစေနေဆိုရင် soft ပေါ်မှာ click ချက်ပြန်နှိပ်ပါပြီးတော့ရင်တော့ဒီထဲကဒီဇန်းဒီကို click ချက်နှိပ်ရွေးပါပြီးတော့ဒီအောက်က OK ကိုနှိပ်ထွက်ပါဒါဆိုရင် select ထားတဲ့ကဏ္ဍတွေကိုကြီးစဉ်ကလိုက်စီးပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ paragraph group ထဲမှာရှိနေတဲ့ဒီ command လေးကို character mark လို့ခေါ်တာဖြစ်ပါတယ်ကျွန်တော်ကစာရိုက်တဲ့အခါမှာစကားလုံးတစ်ခုနဲ့တစ်ခုကြားမှာစပေချားတာရှိမယ်
စာကြောင်းတွေနောက်ကြောင်းကူးတဲ့ခါမှာအန်တာခောက်တာရှိမယ်တချို့နေရာတွေမှာတက်ကြီးခုန်တာရှိမယ်ဆက်ပြီးကျွန်တော်တို့အလိုမျိုးစပေချတာအန်တာခောက်တာတက်ကြီးခုန်တာတွေကိုတင်ဂီတပုံလေးနဲ့ကျွန်တော်တို့ကတွေ့ချင်တယ်ဆိုရင်ဒီ character formatting ပေါ်မှာ glitch ချက်နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့စပေချထားတာအန်တာခောက်ထားတဲ့နေရာတွေကိုခုမျိုးတင်ဂီတပုံလေးနဲ့ပြပေးမှာဖြစ်ပါတယ်ဒီပုံလေးဒီကျွန်တော်တို့ကအန်တာခောက်ထားတဲ့ပုံစံလေးဖြစ်ပါတယ်ဒီစကလုံးတစ်ခုတစ်ခုချားမှာရှိတဲ့ point လေးဒီဒါစပေချထားတဲ့ပုံစံလေးဖြစ်ပါတယ်ဒီ character format ပုံတွေကိုပြန်ပြီးတော့ကျွန်တော်တို့ကဖျောက်ချင်တယ်ဆိုရင်တော့ဒီ character formatting ပုံမှာပဲ glitch ချက်နှိပ်လိုက်ပါဒါဆိုရင်အကုန်ပြန်ပြောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် okay ဒါဒီကျွန်တော်ကဒီ paragraph group ထဲမှာရှိတဲ့ command လေးတွေအသုံးပြုနည်းကိုမျှဝေပေးသွားတာဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and share လေးနဲ့အားပေးနိုင်ပါတယ်နောက်လာမယ့်ပတ်စင်မှာပြန်ပြီးတော့ဆုံပါမယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ